ဒီနေ့ Master မြန်မာမှာ AC clamp meter ကို mini clamp လေးတစ်ခုတွေ့ရတယ်ပဲကျွန်တော်ယူလာခဲ့တယ်ဒါလေးကိုကျွန်တော်ဖွင့်ပြဘူပကင်ကတော့ဒီပုံစံလေးလာတယ်ထဲမှာဒီလိုအဲ့လေးတစ်ခုနဲ့ carrier case လေးပေါ့တစ်ခုပါတယ်အထဲကိုဖွင့်ကြည့်မှဆိုရင်အထဲမှာaccessory လေးအရင်ပြပေးမယ်ဒါက temperature sensor တစ်ခုပါမယ်ပြီးရင် test rod တစ်ခုပါတယ်နောက်ပြီးတော့ရင်တော့ဒီမှာ clamp meter လေး mini size လေးတစ်ခုပါတယ် temperature sensor ကတော့ပုံမှန် clamp meter တွေမှာပါနေရပုံစံတိုင်းလေးပဲပါတယ်နောက်တစ်ခုကဒါကဆိုရင် test rod နည်းနည်းလေးထူးဆန်းတယ်ကျွန်တော်တို့ပုံမှန် test rod တွေတဲ့ size နည်းနည်းလေးသေးတယ်သူကကတူး1000ဖို့က3 600ဖို့ရတယ် lunch ကတော့1မီတာပဲ1မီတာ lunch ပဲပြီးရင်သူ့ရဲ့ jet က straight နဲ့လာတယ်90 angle မဟုတ်ဘူး straight တိုက်လာတယ်သူကဒီမှာအစွပ်လေးတွေပါတယ်ဒီစွပ်လေးတွေဖြုတ်လိုက်မယ်ဆိုရင်ဒီကောင်ကကတူး600ပဲရှိရမယ်ဒါဆိုရင်က3နဲ့အစွပ်လေးနဲ့ဆွတ်ထားတာ okay now မီတာဒီပုံစံလေးချစ်စရာကောင်းပါတယ်တစ်လေးပဲတစ်ကြစ်လေးနဲ့ဒီပုံစံလေးသူကဘာပါလဲဆိုတော့ ampere က4 ampere ရယ်40 ampere ရယ်200 ampere ရယ်ကို AC တစ်ခုပဲရမယ်ကျွန်တော်တက်ခက်ထည့်ပြီးသားဆိုတော့ဖွင့်ကြည့်လိုက်မယ်သူက AC 4 ampere scale မှာ4 digit ကိုဒသမနောက်က3လုံးနဲ့ပြတာဆိုတော့ကလန်လေးကလည်းသေးတဲ့အတွက်ကျွန်တော် milliamp scale လေးတွေကိုပါကောင်းကောင်းဖတ်လို့ရနိုင်မယ်ဒီကောင်လေ milliamp တက်ကနန်းရာခဏလောက်ကိုကောင်းကောင်းဖတ်လို့ရမယ်နောက်40 ampere scale မှာကျတော့4 digit ကိုဒသမ2လုံးဆိုတော့နောက်ကဒသမနောက်မှာ2 digit မြင်ရမှာပေါ့နောက်တစ်ခု200ကတော့ခဏန်းလေးလုံးရှေ့က3လုံးပေါ်မယ်နောက်ကဒသမ1လုံးပြောမယ်ဒါ200 ampere မှာနောက်သူ့ရဲ့ continuity တို့အုံးတို့ diode တို့အကုန်လုံးပါတယ်အဲ့ဒီအပြင်ကို capacitor တိုင်းတာမှာပါတယ် capacitor တိုင်းနေတာမှာပါတယ်နောက်တစ်ခုက temperature က temperature sensor ထိုးရမလို့ပဲねဒီမှာ27လေးပေါ်တယ်အဲ့တော့သူက temperature sensor လေးထိုးလိုက်ရင်ဒီ external temperature ဒီမှာလာပေါ်မယ်မထိုးထားဘူးဆိုရင် environmental temperature ကိုဒီဟာလေးနဲ့ကြည့်လို့ရမယ်နောက်တစ်ခုကျတော့ non contact ဟိုဒီ alight sensor ဒီကောင်လေးတစ်လုံးရှိုံနဲ့ alight detector တက်ထပ်ဝယ်စရာမလိုတော့ဒီကောင်လေးနဲ့ alight sensor လိုက်အောင်မယ်နောက်တစ်ခုက voltage က AC voltage ရယ် DC voltage ရယ်နှစ်ခုတိုင်းလို့ရတယ် AC voltage က600 volt DC voltage က AC ရော DC ရောနှစ်ခုလုံး600 volt ထိပဲရမယ်ပြီးတော့ရင်နောက် function တစ်ခုက frequency AC voltage မှာ frequency ဖတ်လို့ရမယ်သူရဲ့ဒီ selector စစ်မှာပါတဲ့ function တွေကတော့ဒါအကုန်ပဲနောက်ကဒီမှာ color over လေးက data hole ရယ် backlight လေးပါတယ်ပြီးတော့ရင်ဒီအလဲကောင်ကဟာလေးက minimum maximum ဆိုတော့တိုင်းနေတဲ့အချိန်တစ်ချောင်းမှာဒီ minimum value ကဘယ်လောက် maximum value ကဘယ်လောက်ကိုသူကပြပေးမှာ minimum maximum ပါမယ်နောက်ပြီးတော့ဒီဘက်ဆုံးခလုတ်လေးက range ကို select လုပ်တာဆိုတာက voltage scale မှာဆိုတော့၎င်းပြီးရင်အုံးတို့ diode တို့ scale မှာဆိုတော့၎င်းအဲ့ဒီ diode scale တို့တစ်ခုချင်းစီကို range ပြောင်းနေတဲ့အခါမှာသုံးဖို့အတွက်သူကပေးရတဲ့ဈေးလေးနဲ့တော်တော်လေးလည်းတန်ပါတယ်ကျွန်တော်တို့တော်တော်သဘောကျတဲ့ဒီ clamp meter လေးပဲ mini clamp meter ပြီးရင်ဒီကောင်ကဒီ jaw plate ကသေးတော့တုံတောင်နေရာလေးတွေမှာဝင်ပြီးညှက်လို့ရတယ် clamp ညှက်ရတာတော်တော်လေးအဆင်ပြေမယ်ပြီးတော့ရင်နောက်တစ်ခုက display ကောင်က4000နဲ့လာမယ် display ကောင်4000ဆိုတော့ display ကောင်4000ဆိုတာကခဏတစ်ခုပေါ့ဥပမာ4000ရဲ့အောက်ခဏတစ်ခုကိုတိုင်းမယ်ဆိုရင်3999အထိကိုခဏနဲ့ပေါ်မယ်4000ကျော်သွားပြီဆိုရင်0.4001အဲ့လိုပုံစံမျိုးပေါ်တော့မှာပေါ့သူက4000ထိပါတယ်ပြီးတော့နောက်တစ်ခုက true RMS ပါသေးတယ် true RMS လည်းရမယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့ကတော့ဒီမီတာလေးကိုကျွန်တော်နည်းနည်းလေးစမ်းသုံးကြည့်မယ်နော်အရင်ဆုံးဒီမီတာလေးရဲ့ non contact voltage data လေးကိုကျွန်တော်အရင်စမ်းကြည့်မယ်သူက sensitivity တော့နည်းနည်းလေးနည်းတယ်နည်းတော့တကယ် alight ရှိတဲ့ DC တွေကိုလုံးဝအနားကပ်ပြီးတော့တိုင်းရင်တကယ်ပေါ်မယ်ဒီ Master ရဲ့ MS2109 ဒီလောက်တော့ sensitivity မကောင်းဘူးပေါ့ဒီကောင်ကတော့ sensitivity တော်တော်လေးကောင်းပါတယ်ဒီကောင်ကတော့
တကယ်လိုက်ရှိမရှိရတော့တေးကြပါတယ်သူကခုနလိုမျိုး range တစ်ခုအနေပြီးတော့အဲ့လိုမျိုး range ပိုနီးမှရတာဒီကောင်က range တော်တော်ဝေးလေးကကောင်း detection ကောင်းတယ်ဒါတော့ပိုကောင်းတာပေါ့ဒါလည်းဈေးလည်းပိုကြီးတာဟုတ်ဒီကောင်လေးပါဒီကောင်လေးရဲ့ full ampere scale မှာကျွန်တော် leakage current ဒီမှာပေါ်လေးလည်းကျွန်တော်စမ်းကြည့်ခြင်းသေးတယ်အဲ့ဒါကြီးလည်းဆက်သွားစမ်းမယ် ဒါကတော့ကျွန်တော်ရဲ့ inverter app ကိုကျွန်တော်တိုင်းကြည့်မယ်70 million okay ဒီမှာ million ပေါ်တယ်ကျွန်တော်ရဲ့ဒီ DB လေးမှာလည်းကျွန်တော် ampere လေးတိုင်းကြည့်မယ် ampere က plan ညတာတော်တော်လေးဟိုသေးတော့လေလွတ်လွတ်လပ်လပ်လေးရှိတယ်ဒါဆို 0.7 0.8 ampere လောက်ပဲရှိမယ်ကျွန်တော်ရဲ့ဒီဘက်0.9 okay နောက်ပြီးတော့ရင် light detection လေးပါစမ်းကြည့်မယ်ကျွန်တော်တို့okay okay okay တယ်ဗျာဒါကတော့ Julius Leakage Clamp နဲ့ကျွန်တော်ရဲ့ဒီ master ရဲ့ mini clamp လေးနဲ့နှစ်ခုကိုရှင်းပြထားတာ Leakage Clamp လုံးဝ60 milliamp လောက်မှာတော့ Julius ကနော်တော်တော်လေးငြိမ်တယ်သူကတော့ကနန်းနှလုံးဆိုတော့ပိုငြိမ်တာပေါ့သူကတော့ကနန်းလေးလုံးဆိုတော့နည်းငယ်အပြောင်းလဲနည်းနည်းရှိမယ် Leakage လည်းကောင်းကောင်းဖတ်လို့ရတယ်နော် resistance တို့ continuity တို့ဘာညာတာတကာကတော့မဆန်းပြတော့ဘူးဒါကတော့ okay တယ်ကျွန်တော်ကဒီမီတာလေးယူလာတဲ့ရည်ရွယ်ချက်ကဒီ ampere scale မှာဘလောက် ampere အနည်းဆုံးဒီဖတ်နိုင်လဲဆိုတာကျွန်တော်ကောင်းကောင်းသိချင်လို့ဒီဟာလေးယူလာတာ voltage ကတော့ပုံမှန်တိုင်းပဲကျွန်တော် range မှာကနန်း၄လုံးပဲကျွန်တော်တို့ရှေ့ကနန်း3လုံးကရာကနန်းဆိုရင်နောက်မှာဒသမ1လုံးပဲပြမယ်ဒီပုံစံတိုင်းပဲပေထရူးမရှိဘူးဒီမှာ backlight ပါလာလေးကလည်းတော်တော်အဆင်ပြေတယ်နောက်တစ်ခုဆန်းပြချင်တာကျွန်တော်ဒီ minimum နဲ့ maximum လေဒီကောင်လေးကဘယ်လိုလုပ်လဲဆိုတာနည်းနည်းဆန်းပြမယ်ကျွန်တော်လည်းသိချင်နေရဆိုတော့လေ minimum နဲ့ maximum တန်ဖိုးလေးတွေဆန်းဖို့ကျွန်တော် AC barrier လေးတစ်ခုယူလာတယ်ပြီးတော့ရင်သူ့ရဲ့ test plot လေးတွေနဲ့ချိန်ပြီးတော့ AC ဘိုးလေးလေးတိုင်းမယ်အတိုး short လုပ်ကြည့်မယ်ပြီးတော့ရင် minimum maximum တန်ဖိုးပေါ်မပေါ်ချက်ကြည့်မယ်ထိုးရတာလည်းတော်တော်လေးဆင်ပြေတယ်သူက design ကဒီပုံစံလေးသူက straight လေးနဲ့ဒီကောင်လေးနဲ့တော်တော်လေး match ဖြစ်တယ် okay ကျိုးတော့ join ပြီးသွားပြီကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ကျွန်တော်အခု voltage ကို150လောက်တင်လိုက်မယ်ဆိုတော့152ပြောင်းမြန်ဖြစ်နေမလားတော့မသိဘူးเนาะ152မြင်ရမယ်အဲ့တော့ minimum maximum လေးကိုကျွန်တော်နှိပ်လိုက်မယ် okay အဲ့ချိန်မှာကျွန်တော်အတိုး short လေးလုပ်လိုက်မယ်เนาะ52ပါညာတာကအတက်ကြပါဗျာအခု150 140 130ထိချမယ်ပြီးရင်150ပြန်ထားလိုက်မယ် okay ဒီမှာ minimum 130ပေါ်တယ် maximum က159ဖို့ပေါ်တယ်ဒီမှာလောက်လိုက်တဲ့အတိုး short ဒီ minimum maximum ခလုတ်လေးကိုဖိထားလိုက်တာနဲ့ဒီမှာလောက်ထားတဲ့အတိုး short အကုန်လုံးကဒီမှာ record ဖြစ်နေမယ်အဲ့တော့ကျွန်တော်ဘယ်လောက်ထိဆင်းကြည့်မလဲဆိုရင်100ထိဆင်းကြည့်မယ်100ထိဆင်းကြည့်မယ် okay 100ထိ96ထိဆင်းမယ်ပြီးရင်190ထိပြန်တက်ကဲနှိပ်ကြည့်လိုက်ဗျာကဲ100ထိဆင်းတယ် okay 100နဲ့84ထိဆင်းပြေတယ်ဘိုးရီအတိုး short ဖြစ်နေတဲ့ barrier ဖြစ်နေတဲ့အချိန်မှာဒီကောင်ဘယ်လောက်ထိဘိုးရီကျသွားလဲဘယ်လောက်ထိဘိုးရီတက်သွားလဲဆိုတာကိုတန်းလို့အဆင်ပြေတဲ့ feature လေးတစ်ခုတော်တော်လေးကောင်းပါတယ်ဒီမီတာလေးကိုစမ်းသုံးကြည့်နေတယ်ဆိုရင် Master Showroom မှာရောင်းဖွင့်တဲ့ခါကျရင်သွားပြီးတော့စမ်းသုံးကြည့်လိုက်စမ်းသုံးပြီးတော့ကိုယ်လည်းစိတ်တန်းကြပြီဆိုမှဝယ်လိုက်ကျွန်တော်ပြောချင်တာတော့တကယ်တော်တော်လေးအသုံးဝင်တယ်ဒီကောင်ပစ္စည်းလေးရတယ်ချစ်ချစ်လေးလေးနဲ့တော်တော်ကိုအသုံးဝင်တယ်အဲ့ဒါလေးပြောချင်တာကျွန်တော်ဒီမီတာလေးကိုစမ်းတဲ့လောက်လည်းစမ်းပြီးပြီတကယ်အသုံးဝင်မယ်လို့လည်းကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီညီကိုတွေတဲကအိမ်နင်းဝိုင်ရင်းလောက်တဲ့လူတွေပဲဖြစ်ဖြစ်ဒီဝိုင်ရင်းနဲ့ပတ်သက်တဲ့ပေါ်ဖိုင်လောက်တဲ့လူတွေဒီမီတာလေးကတော့အသုံးဝင်မှာပါကျွန်တော်အဲ့ဒါလေးလည်းပြောချင်လို့ဒီမီတာလေးကိုယူလာတာသူစည်းလေးနဲ့သူတန်ပါလိမ့်မယ်နောက်တစ်ခုပြောဖို့ကြံခဲ့လို့ဒီမီတာလေးတွေကို Master မြန်မာမှာ official 2-year running နဲ့ service တင်ကလည်းဒီ Master ရဲ့ရုံးချုပ်မှာပဲ service တင်ရှိရဆိုတဲ့ဒါတော့ဒီမီတာလေးတွေသုံးလို့တစ်ခုခုဖြစ်မှာလုံးဝစိတ်မပူပါဘူးအဲ့တော့လည်းစိတ်ချ